အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့အင်္ဂလိပ်စာတီချာလေးတီချာပုံညက်ခိုင်ပါကျွန်မဒီနေ့ပါရနဲ့ပတ်သက်ပြီး sharing လုပ်မလို့လဲဆိုတော့ကျွန်မက WH question လေးတွေနဲ့ပတ်သက်တာလေးနည်းနည်းလေးပြပြချင်ပါတယ် WH question လေးတွေအများစုမှာကျွန်မတို့နောက်က helping back လိုက်ရပါတယ် buff လာပြီးမှကျွန်မတို့ဒလားမေးခွန်းဖြစ်တယ်ပေါ့နော်ဒလားမေးခွန်းရဲ့ရှေ့မှာ WH လေးထည့်လိုက်ရုံပါပဲပေါ့နော် WH လေးရဲ့သဘောတရားရဲ့ဒါပေမဲ့အဲ့ဒလားမေးခွန်းရဲ့ရှေ့ဟို helping back ရဲ့ရှေ့မှာချက်ချင်းWH မထည့်ပဲနဲ့ noun လေးကတ်လိုက်ရတယ် question word တွေလေးလုံးရှိပါတယ်အဲ့လေးလုံးအကြောင်းပြပြပါမယ်အဲ့ဒါဘာလေးတွေလဲဆိုရင် WHOC whose ရဲ့ WHICH which ရဲ့ how many ရဲ့ how much ရဲ့ပါဒါပေမဲ့ WHOC whose နဲ့ WHICH which ကအမြဲတမ်းတော့လိုက်လေထားတာမရှိပါဘူးလိုက်တာတော့များပါတယ်ပေါ့နော်ကျမတို့က who bag is this လို့မေးလို့ရတယ်လို့ပဲသူက who is this bag လို့လည်းမေးလို့ရလို့ပါနှစ်မျိုးသုံးလို့ရပါတယ်ပေါ့နော် which ကိုအဲ့လိုပါပဲဒါပေမဲ့ how many how much ကတော့သူ့နောက်ကအမြဲတမ်း noun လိုက်ကိုလိုက်ပါတယ် how many နောက်က countable noun how much နောက်က uncountable noun ပါသူတို့အဲ့ noun လေးတွေလိုက်ပြီးမှသူတို့ကျွန်မပြောတဲ့ helping verb တွေလိုက်ပါတယ်အမေစာဆိုအမေစာပေါ့နော်ဟို do that is to do that is ပေါ့နော်အဲ့လိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးလောက်ပါပဲနောက်ဗီဒီယိုမှာပြန်ဆုံပါမယ် bye bye ပါရှင်